တပတ်မှာဘယ်နဲ့ချင်းလင်းဆက်ဆန်တင်တယ်လေဆိုတာအဖြေရှာကြမယ်လူအတော်များများဟာလင်းဆက်ဆန်မှုနဲ့ပတ်သက်ပြီးမသိစိတ်မှာကြေဆိုးရင်နေကြတာတွေရှိတဲ့ကြပါထစ်ထစ်နဲ့ပုံမှန်ပမာဏအတွင်းလင်းဆက်ဆန်နေမိရဲ့လားကိုလင်းစိတ်ဟာအရင်နဲနေသလားအရင်များနေသလားစသဖြင့်အစုံတွေးမိတတ်ကြပါတယ်ဒီတော့တပတ်မှာဘယ်နဲ့ချင်းလင်းဆက်ဆန်တင်တယ်လေဆိုတာအဖြေရှာကြမယ်တကယ်တော့ဒါရီအားလုံးဟာစိုးရင်စရာအကြောင်းချက်တွေမဟုတ်ပါဘူးလင်းဆက်ဆန်ခြင်းဟာမိမိနဲ့မိမိလက်တွဲဖော်ပေါ်မှာဒါလုံလုံလျားလျားမူတည်နေတာမို့လို့မိမိတို့နှစ်ဦးစလုံးအစဉ်ပြေနေတဲ့၍ဘယ်၍ဘယ်မျှပမာဏလင်းဆက်ဆန်တယ်ဆိုတာထဲသွင်းစဉ်းစားနေစရာအကြောင်းတစ်ခုမဟုတ်ပါဘူးအသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ်လူတယူနဲ့တယူဟာလင်းစိတ်လိုအင်လိုအပ်ချက်နဲ့လင်းပိုင်းဆိုင်ရာပျော်ရွှင်မှုတွေရယူတဲ့နေရာမှာလူတွေဟာတယောက်နဲ့တယောက်မတူညီကြပါဘူးဒါကြောင့်မိမိနဲ့မိမိပါနာပျော်ရွှင်ခြင်းနဲ့နေတဲ့၍လင်ကိစ္စကိုတပတ်မှာအကျဉ်ပေါင်းများစွာဆောင်ရွက်သည်ဖြစ်စေလုံးဝမဆောင်ရွက်ဖို့ဖြစ်စေပြဿနာမဟုတ်ပါဘူးဒါပေမဲ့လူအတော်များများကတော့တပတ်မှာဘယ်နှချိန်လောက်အခြားသူတွေရဲ့လင်းဆက်ဆန်တဲ့နှုံးကိုသိချင်ကြပါတယ်အသက်အရွယ်ဟာလင်းဆက်ဆန်တဲ့အချိန်အရွယ်ကိုဘလို့ပြောင်းလဲစေတယ်လဲသိချင်ကြပါတယ်တပတ်မှာဘယ်နှချိန်လင်းဆက်ဆန်တင်တယ်လဲဆိုတာအဖြေရှာကြမယ်အသက်အရွယ်ရလာတာနဲ့လည်းများလူအများစုဟာလင်းဆက်ဆန်နှုံညော့နေလာကြတယ်။သူတေသနာပြုချက်တွေအရအသက်18နှစ်ကနေ29နှစ်ကြာလူငယ်တွေဟာပြန်ပြအနေနဲ့တစ်နှစ်မှာလင်းဆက်ဆန်မှုပေါင်း110ကျင်းတစ်ပတ်ကို2ကျင်းလောက်လုပ်ကြတယ်ဆိုပါတယ်။အသက်30ကနေ39နှစ်လောက်အရွယ်တွေကြတော့တစ်နှစ်လုံးကိုပြန်ပြ86ကျင်းလောက်လင်းဆက်ဆန်လေးရှိပြီးတစ်ပတ်ကိုတော့တစ်နှစ်6ကျင်းနဲ့ညီမျှပါတယ်။40ကနေ49နှစ်အရွယ်တွေမှာတော့ပိုနဲသွားပြီးတစ်နှစ်လုံးမှာ69ကျင်းလောက်တစ်ပတ်မှာ1ကျင်းလောက်ပဲဆက်ဆံလေးရှိကြတာများတဲ့အတွက်အသက်18ကနေ29လူငယ်တွေရဲ့တစ်ပတ်နှုံးလောက်သာဆက်ဆံကြတယ်ဆိုပါတယ်။ဒါပေမဲ့ဒါဟာရေးဘူးရဖော်ပြချက်သာဖြစ်ပြီးရွယ်တူတန်းတုံးတွေထက်လင်းဆက်ဆံမှုအကျင့်ရများနေတဲ့သူတွေကမိမိကိုယ်ကိုပိုမိုနှုပြိုတယ်လို့ခန်းစားရလေရှိတယ်ဆိုပါတယ်။နီကုန်းချုပ်ဆိုရန်အတက်ရွယ်ဟာလင်းဆက်ဆံမှုအကျင့်ရကပေါ်တက်ရောက်မှုရှိတာမှန်ပေမဲ့ကိုငယ်ရွယ်နေသေးတယ်လို့ခံယူတဲ့သူတွေကသာဘဝကိုရှင်းထန်အသက်ဝင်လေလို့ခံယူ